အားလုံးမင်္ဂလာပါဒီသတင်းကပေါ့နော်အခုနာမည်တော်တော်ကြီးနေတဲ့သတင်းခုထိလည်းအပြေရှာလို့မရသေးဘူးအဲ့ဒါဟိုနေ့ကသူတို့ဟွန်ကဆဲမှာဗာတွေပြောရတာကိုပြန်ပြောပြမှာဖြစ်ပါတယ်ရှင်သူတို့ဗာပြောပါလဲဆိုတော့ပထမဦးဆုံးထီပေါက်တဲ့လူကကြတော့ပခေရလို့နာမည်ကခေါ်တယ်ရှင်သူကတရက်နေ့တုန်းကထီကိုအိဒီနာချင်းကိုတွားပြီးတော့စစ်ခိုင်းတယ်တဲ့အိဒီနာချင်းကစစ်တဲ့ခါမှာတီက3ဆောင်ရှိတယ်သူတို့တစ်ဆောင်ကပေါက်တယ်လို့ပြောပြီးတော့ပခေရကိုတော့ဖတ်လိုက်သေးတယ်ပြောတယ်တဲ့အဲ့ဆိုရင်ဒီလက်မှတ်ကိုဘယ်လိုလုပ်မှလဲတဲ့ပြန်ယူရမှာလားသူတို့ကိုပေးထားခဲ့မလားလို့ပြောတော့ပခင်ရကြတော့โอเคယူထားလိုက်ဆိုပြီးတော့သူတို့ကိုပေးလိုက်တယ်တဲ့အနောက်နေ့မနေ့ကျတော့ပခင်ရလာယူတော့သူတို့ကပြောလဲဆိုတော့ထီးရမပေါက်ဘူးတဲ့မနေ့ကယူသွားပြီလေတဲ့အဲ့လိုမျိုးပြန်ညင်းတယ်ရှင့်ပခင်ရကသူလည်းမယူသွားဘူးပေါ့နော်သူတို့ကလည်းအဲ့စစ်ပေးတဲ့လူကပြောသေးတယ်ဒီလက်မှတ်ကတဲ့အမိုက်ဘောမှာပြစ်လိုက်ပြီလို့ပြောတယ်ရှင်အဲ့နဲ့ပခရံကမဟုတ်ပါဘူးပေါ့သူကဒီထီကိုသူကိုယ်တိုင်လာပေးထားတယ်တဲ့ဟိုကလည်းသူတို့မစစ်သူတို့ကဒီစစ်ပေးတယ်တဲ့ဒါပေမဲ့မပေါက်လို့သူ့ကိုပြန်ပေးလိုက်ပြီတဲ့အဲ့လိုပြောတယ်ရှင်အဲ့လိုပြောတော့သူကထီတဲ့ကိုဖုန်းဆက်လိုက်တယ်ထီတဲ့ကလည်းပခရံကခွန်တုံညဆိုတဲ့ကနန်းကိုဝယ်လိုက်တာသိတယ်ထီတဲ့ကိုယ်တိုင်ကလည်းအဲ့သူတို့ကဘာလဲသူရောင်းတဲ့ဟာကိုတက်ပုံရိုက်ထားရှိတယ်တစ်ခွန်3ခွန်3ညဆိုပြီးတော့မှလေပေါက်တဲ့ကဏ္ဍရှိတယ်ပြီးတော့သူမှတ်မိတယ်ဒီလူကိုသူအဲ့ကဏ္ဍပေးလိုက်တာမှန်တယ်ဆိုပြီးတော့မှသူကမှတ်မိနေတဲ့ရှင့်အဲ့ဒါသူတို့ဟွန်ကဆဲနာမည်ကြီးတဲ့အစီအစဉ်သွားကြထိတဲ့ကိုယ်တိုင်ကလည်းပြောတယ်သူကဒီနံပါတ်ကသူမှတ်မိတယ်ခွန်3ညသူ့မှာနှစ်ဆောင်ပဲရှိတာပေါ့နော်တစ်ဆောင်ကကြတော့တယောက်ဝယ်သွားတယ်အဲ့တယောက်ကိုလည်းတွေ့သွားပြီခင်အခုသူကကြတော့9ခွန်3ယောက်သူကမပေါက်ဘူးအဲ့အဖြစ်နိုင်ခြေရှိတာကဒီတယောက်ပဲပေါက်မှာဖြစ်ပါတယ်ရှင်အဲ့ဒါကိုဟိုဘက်စစ်ပေးတဲ့လူကလည်းသူတို့ကဝမခံသူတို့ကဘာပြောလဲဆိုတော့သူတို့ပြောတဲ့လူကတရားပြန်ဆွဲမှာပေါ့နော်ဆိုတော့ဒီအမှုကဘယ်သူကလိန်နေတာလဲဟောင်ကဆဲမှာပြောတော့ဟိုအဖွားကြီးကကြတော့သူဒီဘဝမှာပေါ့နော်သူတခါမှလည်းပတ်စံမကိုင်းဘူးတော့အများကြီးမကိုင်းဘူးပြောလို့ဟွန်ကဆန်မှာတော့သူ့ကိုပတ်စံတွေပေးလိုက်တယ်အခုကရဲကဘာလုပ်နေလဲဆိုတော့ CCTV တွေနဲ့အကုန်လုံးတက်တွေနဲ့ဟိုလူတွေကဖုန်းစစ်ထားတဲ့ history ရှိမရှိမှတ်တမ်းရှိမရှိတင်ထားတယ်ရှင်အဲ့ဒါကိုသူတို့ပြန်စစ်မှတ်အိဒီနာချင်းတွေသူတို့လာစစ်တဲ့ခါကျရင်အိဒီနာချင်းတွေကတွေ့မတွေ့အဲ့လိုမျိုးလိုက်စစ်ဆေးနေတယ်ရှင်အခုအဲ့ဒီတရက်ကိုသူတို့ကပိတ်လိုက်ဆိုတာလာထုတ်လို့ရှင်လာထုတ်လို့မရအောင်သူတို့တိသွားအောင်ပေါ့နော်ဒီထီလက်မှတ်ကပျောက်တဲ့ထီလက်မှတ်ပြီးတော့လို့ရှင်ဟိုအဖွားဟာဟုတ်မဟုတ်အခုထိစုံစမ်းစစ်ဆေးနေပါတယ်ကဲဒီဟာကိုကြည့်ပြီးတော့နော်ဘယ်လိုမျိုးယုံကြည်ရမလဲမသိဘူးလူတွေကစိတ်ရလဲကြောက်ဖို့ကောင်းလိုက်တာဟိုတယောက်ပဲလိန်နာလားဒါမှမဟုတ်ရင်အိမ်နီးနားချင်းကပဲလိန်နာလားအမှုကတစ်မျိုးတော့တစ်မျိုးပဲရှင့်နောက်ထပ် update လေးတည်ရင်ပြန်ပြောပြမယ်နော် bye bye